အလုံးမလို့ပဲဘဝတစ်ထောင်ကျော်ထိုင်စားလို့ရတဲ့စီးစိမ်တွေကိုပိုင်ဆိုင်ထားပေမဲ့အမေရိကန်နိုင်ငံကိုအမြဲပထမဖြစ်စေခြင်းနဲ့ရွေချက်ကြောင့်သမ္မတဖြစ်အောင်ကြိုးစားလာခဲ့တဲ့ဘီလီယံနာတဦး And we will make America great again. God bless you and good night. ဒေါ်နယ်ထရန့်လိုပြောလိုက်တာနဲ့ထောက်ခံအားကြတဲ့လူတွေများသလိုတက်ပြည့်ချင်လောက်မုန်းတီးတဲ့လူတွေလည်းအများများပါတယ်ဒေါ်နယ်ထရန့်ကို1946ခုနှစ်ဇွန်လ14ရက်နေ့မှာနယူးယောက်မြို့ရဲ့ကွင်းခရိုင်မှာမွေးဖွားခဲ့ပါတယ်သူ့အဖေကရန်ချမ်းသာတဲ့အိမ်ချမ်းမြေတထေးကြီးဖြစ်တဲ့အတွက်ကြောင့်မွေးကလေးကတထေးသားအဖြစ်မွေးဖွားကြီးပြင်းခဲ့ရပါတယ်တထေးသားတွေရဲ့ထုံးစံတိုင်းထိမရအောင်ရန်ဆိုးသွင်းခဲ့တဲ့အတွက်ကြောင့်သူ73နှစ်အရွယ်မှာပဲသူ့အဖေကနယူးယောက်မြို့ရဲ့စီကံအတင်းကျပ်ဆုံးဖြစ်တဲ့စစ်တပ်ကယ်ဒမီမှာပညာသင်ကြားဖို့အနံခဲ့ပါတယ်စစ်တပ်ကြောင့်ကိုရောက်မှပဲဒေါ်နယ်ထရန့်ကစီစနစ်တကျနေထိုင်တက်လာပြီးတော့အစားအစာရရထူးချွန်ထက်မြက်ဖို့ကြိုးစားတင်ယူခဲ့ပါတယ်ခေါင်းဆောင်ဖြစ်ခြင်းနဲ့စိတ်အရာရာကိုဥဆောင်ခြင်းနဲ့ပင်ကိုစိတ်သက်ကြောင့်စစ်တပ်ရဲ့စစ်ရေးလေ့ကျင့်မှုတွေမှာထိတ်ဆုံးကနေပါဝင်ခဲ့တယ်လို့ကျောင်းကိုစားပြုတဲ့ဘေဘောအားကစားအသင်းရဲ့အသင်းခေါင်းဆောင်လည်းဖြစ်ခဲ့ပါတယ်စစ်တပ်အကယ်ဒမီကနေကျောင်းပြီးတဲ့အချိန်မှာလည်းစီးပွားရေးသမားရဲ့သားပြီး University of Pennsylvania ရဲ့ Wharton School မှာစီးပွားရေးဘွဲ့ယူခဲ့ပါတယ်။ဘွဲ့ရပြီးဒေါ်နယ်ထရန့်ကသူ့အဖေရဲ့အိမ်ချမ်းမြေလုပ်ငန်းတွေကိုဝင်ရောက်လုပ်ကိုင်ရင်းစီးပွားရေးလောကကိုဝင်ရောက်ခဲ့တယ်။သူ့အဖေရဲ့အမြဲနိုင်ရသူဖြစ်ရမယ်ဆိုတဲ့စကားကိုလည်းအမြဲတမ်းလက်ကင်ထားခဲ့ပါတယ်။သူ့အဖေရဲ့အိမ်ချမ်းမြေစီးပွားရေးအပြင်ကာစီနိုတွေဟိုတယ်တွေနဲ့ကောက်ကွင်းတွေအထိစီးပွားရေးတိုးချဲ့လာနိုင်ခဲ့တယ်။ဒီလိုနဲ့လုံးသမျှစီးပွားရေးတွေကြီးကျယ်အောင်မြင်ခဲ့တဲ့ဒေါ်နယ်ထရန့်ကဘယ်ချိန်မှနာမည်ကြီးလာတယ်လဲဆိုရင်မတ်တစ်ချက်ကသူ့အဖေရဲ့ခွင်းခရိုင်မှာရှိတဲ့လုပ်ငန်းစုကိုမဟန်တန်လိုလူချမ်းသာတွေရှိတဲ့နေရာကိုပြောင်းလဲခဲ့တယ်။အဲ့ဒီလူချမ်းသာတွေရဲ့ကြားမှာ Trump ဆိုတဲ့စလုံးကြီးကြီးနဲ့ရေးထားတဲ့တာဝါကြီးကိုတိဆက်လာတဲ့အတွက်ကြောင့်လို့ Trump ရဲ့နာမည်ကတဟုန်ထိုးကြီးလာခဲ့ပါတယ်။နံပါတ်2ချက်ကအဲ့ဒီချိန် New York အစိုးရက Central Park ထဲမှာရှိတဲ့ရေခဲပြင်အားကစားကွင်းကိုပြင်ဆင်ခဲ့တာဆိုရင်6နှစ်ကြာတဲ့အထိပြီးစီးအောင်မလုပ်နိုင်ဖြစ်နေခဲ့ပါတယ်။ဒါကို Trump က၄လနဲ့အပြီးပြင်ဆင်ပေးနိုင်ခဲ့ပါတယ်ပြင်ဆင်စိတ်ကလည်း New York အစိုးရခံမှန်းထားတဲ့ budget ထက်နည်းအောင်အချိန်မြန်နဲ့ပြင်ဆင်နိုင်ခဲ့တဲ့အတွက်ကြောင့်မလို့ New York မြို့သူမြို့သားတွေကြားမှာနာမည်အရန်ကြီးလာခဲ့ပါတယ်Trump ကိုနာမည်ပိုကြီးပြီးတော့လူလေးစားသွားစေတဲ့နောက်တစ်ချက်ကဒီလာတော့တဲ့ DA ဆိုတဲ့စာအုပ်ကြောင့်ပဲဖြစ်ပါတယ်ဒီစာအုပ်မှာဘာတွေပါလဲဆိုရင် Trump ရဲ့စီးပွားရေးဗျူဟာတွေနေ့စဉ်ဘဝတွေကိုရေးသားထားတာဖြစ်ပြီးတော့အောင်မြင်ခြင်းတဲ့လူတိုင်းဖတ်ကိုဖတ်ရမယ်စာအုပ်ဖြစ်လေကြော်ကြားခဲ့ပါတယ် Trump ကိုနာမည်ကြီးတစ်ထည်ကြီးကနေဆယ်လီအဖြစ်ပို့ပြီးတော့လူတီများစေတဲ့နောက်ဆုံးအချက်ကဒီ Apprentice ဆိုတဲ့ TV show ကြောင့်ပါဒီ show က reality show ဖြစ်ပြီးတော့စီးပွားရေးလောကမှာအောင်မြင်ခြင်းတဲ့လူငယ်လုပ်ငန်းရှင်လောင်းတွေကဒေါ်နယ်ထရန့်ရဲ့ကုမ္ပဏီမှာအလုပ်ရဖို့အပြိုင်ဆိုင်စူးစမ်းရတာပဲဖြစ်ပါတယ်ကုမ္ပဏီမှာဖြစ်လာနိုင်တဲ့ပြဿနာတွေကိုဖြေရှင်းခိုင်းတဲ့ရှုံးတဲ့လူကို Trump ကလှုပ်ထုတ်ပြတယ်ဒီလိုလှုပ်ထုတ်ရမှာပြောတဲ့ You are fire ဆိုတဲ့စကားလုံးလေးက Trump ကိုလူကြိုက်များစေပြီးတော့ celebrity တယောက်ဖြစ်လာစေတယ်ဆိုတာလည်းမမှားပါဘူးဒီလိုနာမည်ကျော်ကြတဲ့ show တွေအပြင် Miss Universe လိုနာမည်ကျော်ကဘာကျော်အလားမယ်ပြိုင်ပွဲကြီးတွေရဲ့ပိုင်ရှင်အဖြစ်လဲဦးဆောင်ခဲ့ပါတယ် Trump ကနာမည်ကောင်းတဲ့ကျော်ကြားသလိုနာမည်ဆိုးနဲ့လည်းကျော်ကြားပါတယ်သူ့ရဲ့ဇေယျဆိုးကဘာလဲဆိုရင်မိမရမ်းရှုပ်တာပဲဖြစ်ပါတယ် Donald Trump ကအိမ်အောင်30ကျပြီးတော့ပထမအိမ်အောင်နဲ့ကွဲခဲ့ရတာကလည်း Trump ဘက်ကဖောက်ပြန်ခဲ့လို့ဖြစ်ပါတယ်ပထမအိမ်အောင်နဲ့ကွဲပြီးတော့နောက်တစ်နှစ်မှာသူဖောက်ပြန်ခဲ့တဲ့မာလာမဖောဆိုတဲ့အမျိုးသမီးနဲ့လက်ထပ်ခဲ့ပါတယ်အဲ့ဒီအမျိုးသမီးနဲ့1999မှာလက်တွဲဖြုတ်ခဲ့ပြီးတော့လက်ရှိမယ်လနီယာထရန့်နဲ့က2005ခုနှစ်မှာလက်ထပ်ခဲ့ပါတယ်ထရန့်ဘဝမှာတရားဝင်အိမ်အောင်30ယူခဲ့ပေမဲ့တရားမဝင်ပတ်သက်ခဲ့တဲ့အမျိုးသမီးများစွာလည်းရှိခဲ့ပါတယ်ခုလိုမိမအရန်လိုက်စားခဲ့တဲ့အကျိုးဆက်တွေကြောင့်ထရန့်နိုင်ငံရေးလောကကိုဝင်လာပြီးတော့တမန်တော်အဖြစ်မဲဆွယ်စဉ်ကာလမှာအမျိုးသမီးအယောက်20လောက်ကသူ့အပေါ်မတင်တော်တဲ့အမှုတွေကိုကျူးလွန်ခဲ့တယ်ဆိုပြီးတော့ဆွဆွဲကြပါတယ်အဲ့ဒီထဲကအဆိုးဆုံးကတော့အော်ဂါမင်းသမီးစတောင်မီဒယ်နီယန်နဲ့ပတ်သက်တဲ့အမှုပဲဖြစ်ပါတယ်အပြမင်းသမီးကိုသူနဲ့ပတ်သက်မှုကိုမဖွာဖို့ငွေပေးပြီးတော့နှုတ်ပိုက်ခိုင်းခဲ့တဲ့အတွက်ကြောင့်မလို့ဒယ်နီယန်ရဲ့တရားစွဲခြင်းကိုလည်းထရန့်ကခံခဲ့ရပါတယ်ထရန့်ဟာဒီလိုစီးပွားရေးလူမှုရေးနာမည်ကျော်ကြားမှုတွေဆဆရရပြည့်စုံနေပေမဲ့သူ့ရဲ့ပြိုင်ဆိုင်လူစိတ်ခေါင်းဆောင်လူစိတ်ကမြဲတမ်းနိုင်တဲ့အတွက်ကြောင့်မလို့2015ခုနှစ်ဇွန်လ16ရက်နေ့မှာ2016သမ္မတရွေးကောက်ပွဲကိုဝင်ပြိုင်မှုသူပိုင်တဲ့ထရန့်တာဝါမှာကြေညာခဲ့ပါတယ်ဒေါ်နယ်ထရန့်ဟာလက်ရှိအုပ်ချုပ်နေတဲ့နိုင်ငံရေးသမားတွေကိုအလုံးမလုပ်ဘူးလို့မြင်တယ်ပြီးတော့ကြတော့ကုန်သွယ်ရေးမှာလည်းအခြားအင်အားကြီးနိုင်ငံတွေရဲ့အနိုင်ကျင့်ခေါင်းပုံပြတ်ခတ်နေရပြီးတော့အမေရိကန်နိုင်ငံတဖြည်းဖြည်းကျရှုံးနေပြီလို့လည်းမြင်ပါတယ်ထရန့်သမ္မတဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ဆုံးဖြတ်ချက်ကိုခိုင်မာသွားစေတဲ့အချက်တစ်ခုကတော့သမ္မတအိုဘားမားကြောင့်ဆိုလည်းမမှားပါဘူး2019ခုနှစ်မှာကျင်းပခဲ့တဲ့သတင်းထောက်များအသင်းညစာစားပွဲမှာသမ္မတအိုဘားမားကထရန့်ပြောခဲ့တဲ့စကားတွေ TV show တွေနဲ့ထရန့်သမ္မတဖြစ်ခဲ့ရင်ဖြစ်လာနိုင်မယ့်အခြေအနေတွေကိုလူအများရှိမှဟာသားပုံစံအဆက်ခွဲပြီးတော့လှောင်ပြောင်ခဲ့ပါတယ်ဒီအချက်တွေကြောင့်လည်းနောက်9နှစ်အကြာ2016မှာအိုဘားမားရဲ့ဒီမိုကရက်ပါတီနဲ့ဟီလာရီကလင်တန်ကိုနိုင်ရပြီးတော့အမေရိကန်နိုင်ငံရဲ့45ရောက်မြောက်သမ္မတအဖြစ်အိမ်ဖြူတော်ကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်
အခုလက်ရှိမှာလည်းဒေါ်နယ်ထရန့်ကအမေရိကန်နိုင်ငံရဲ့48ရောက်မြောက်သမ္မတဖြစ်တာဝန်ထမ်းဆောင်ဆဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒေါ်နယ်ထရန့်ရဲ့ကောင်းခြင်းဆိုးခြင်းတွေကိုပြောတာမဟုတ်ဘဲနဲ့ဒေါ်နယ်ထရန့်ဖြတ်တန်းခဲ့ရတဲ့ပုံစံတွေဒေါ်နယ်ထရန့်ရဲ့စိတ်နေစိတ်ထားတွေကိုပြောပြပေးခြင်းလည်းဖြစ်ပါတယ်ခင်ဗျားတို့အနေနဲ့ဒေါ်နယ်ထရန့်ကိုကြိုက်ကြလားမကြိုက်ကြလားမကြိုက်တဲ့ချက်ရှိရင်လည်းပြောခဲ့လို့ရတယ်လို့ကြိုက်တဲ့ချက်ရှိရင်လည်းဘာတွေကြိုက်တာလဲဆိုတာကိုအောက်ကကွန်မန့်မှာပြောခဲ့လို့ရပါတယ်